ကျွန်တော်လည်းရင်မိတ်ဆက်ပြီးတော့ဒီလာနေပါကျွန်တော်မိတ်ဆက်နေလို့ပြောတာကျန်တဲ့ပြောရဲကျွန်တော်အကျဉ်းသားဘောတူပြောတယ်မိတ်ဆက်ပြီးတော့ဒီမှာလည်းနေရာချက်တော့မိတ်ဆက်ပြီးတော့ဒီရောက်နာမည်ပေးရတာလေနော်ဟုတ်နာမည်ကျော်စင်လို့ခေါ်ပါတယ်မာရနာတာကျွန်တော်လည်းမာရနာတာပြင်တော့ဆောင်းတော့ဘာမှJordan senza occupare la borsa, ma c'è spasta. Mamma mia, Carola, hai un locale. C'è spasta. Mi da prendere. ကျွန်တော်နာမည်ကျွဲလိုက်ဖြစ်ပါတယ်မြေတာခွင့်ရတဲ့တော့ပါကျွန်တော်ကိုခိုင်ပွေးပါအဲ့တော့စနစ်ပြင်ကြအဲ့ဆက်တော့ပြောတယ်လို့ပဲပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆောက်ထုတ်ထားရတယ်ပတ်သက်ပြီးတော့ပါဆရာတရားဟောတာတရားရှိတယ်ရှိတယ်ဒီကနေ့ဒီလိုက်ပါဟိုကျန်တဲ့တင်ပြပြီးပေါ့7နှစ်ချိန်ရနော်တင်ပြပြီးပေါ့ပြီးပါလားလို့ပြရအောင်ဟုတ်ရုပ်ပြီးဟုတ်ပြီကျွန်တော်ဘက်ကသိဆုံးရကြီးရွေးချယ်နေယနေ့ပွဲရနေလုံးဝရတယ်ဆိုတော့ပြန်ပြချမယ်အားမင်းနော်ကြာလဲဟို10မိနစ်ပဲသုံးနေဆိုတော့ကျွန်တော်လည်း10မိနစ်ပဲသုံးမယ်ဒီမှာဒီကနေပါရချင်တယ်ဆိုတော့ဟိုဆရာတို့ဘက်ကဘာလို့ချင်လဲကျွန်တော်ဘက်ကဘာဖြစ်စီးပေးရမယ်ဒီဟာပဲဖြစ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဘာလို့ထုတ်တယ်ဆိုတော့ရွေးချက်တွေကိုလည်းမေးတဲ့အခါမှာကျွန်တော်ဒီအဲ့ဒီဖြစ်တယ်ပေါ့နော်ဟုတ်ပြီဆရာတို့ဘက်ကကျွန်တော်ပဲချက်ပါစင်နဲ့ပြန်တော့လိုက်တော့ကျွန်တော်ဟိုဆရာနဲ့ပုံစံတဲ့ခါကျတော့ဆရာတို့ဘက်ကဒီများနဲ့ဆိုတော့တောင်းယူပေးမယ်လို့ပြောတယ်ပေါ့နော်ဆရာတို့ဘက်က10မိနစ်ချိန်ရမယ်တပတ်မှပြေးဆုံခြင်းနဲ့ဆက်နေပြီးတော့မိမိတို့ရဲ့ယုံကြည်ချက်ကိုတင်ပြတယ်သို့မဟုတ်ကျွန်တော်သိတဲ့အကြောင်းအရာမိမိတို့ရဲ့အနှစ်သာရအကြောင်းအရာကိုတင်ပြဖို့ဖြစ်တယ်10မိနစ်ချိန်ရမယ်ဒီမှာကျွန်တော်တို့ဆွဲထားတဲ့နေရာဒီထဲမှာရှိတဲ့အကြောင်းအရာဆိုတာအခုမှမဟုတ်ဟိုလွန်ခဲ့တဲ့2008လောက်တည်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေပုံစံမျိုးပဲအဲဒီတစ်ခါလည်းကျွန်တော်ကောက်ဖြစ်ရှင်းပြပါမယ်ပေါ့အဲဒီတစ်ခါကောက်ဖြစ်ရှင်းပြီးတော့ကျွန်တော်တို့တခြားအဖွဲ့အစည်းတွေပြောတာလည်းအများကြီးရှိတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဖြစ်ရှင်းပြီးပါပြီဘိုးတော်ကထပ်ပြီးဒီလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်တို့ကဝေစာလည်းဝင်ပြီးတော့မှအားလုံးဖြစ်ရှင်းရတဲ့အရာရှိတယ်အဲ့တော့ဒီထဲမှာပြောရတဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်လို့ဒီမှာရှင်းလင်းရတဲ့အရာကြီးရှိတယ်အဓိကကဲတင်ချင်းကဘာလဲဆိုရင်အဖြစ်ကနေပြီးတော့မှလွတ်မြောက်သွားတဲ့အရာတွေဖြစ်တာပေါ့ကျွန်တော်တို့ကဘလို့မှကိုယ့်ရဲ့ကြိုးစားခြင်းနဲ့အဖြစ်ကနေလွတ်မြောက်လို့မရဘူးလူရဲ့အစွမ်းစားလူရဲ့အကျင့်လူရဲ့ကြိုးစားခြင်းလွတ်မြောက်လို့မရဘူးကျန်တာလည်းမှာကဘာလဲခဏကြီး6ခန်းငယ်မှာဒီပုံမှာလူကြီးတယ်လို့ပြောထားတယ်။ဒီလုံးတဲ့တွေကစိုးရိမ်တယ်။အဲကြောင့်လူရဲ့ကြိုးစားခြင်းအကျင့်အရာတွေဘလို့မှကောင်းတဲ့အရာမဖြစ်နိုင်ဘူး။အပြည့်လို့ရှင်လည်းမရနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖျားခင်အားကိုးရဖြစ်တယ်။ဒီမှာဖျားခင်ကသိရပြပေးတယ်။ပညာတရားလည်းအရင်ကောင်းပါတယ်။ဒါပေမဲ့လူကမဆောင်ရှောက်နိုင်။ဒီမဆောင်ရှောက်တဲ့ပညာတရားကိုကျွန်တော်တို့ကကြိုးစားပြီးဆောင်ရှောက်လို့အနေခံခဲ့တဲ့အရာကရာလိခဏတုံးခန့်ရတဲ့စေပါပညာတရားအဖြစ်ကိုကြိုးကြည့်ပဲရှိတဲ့အရာရှိတယ်။ဒါပေမဲ့ကျွန်တော်ဒီပညာတရားနဲ့မြင်ရတဲ့အတွက်ကြောင့်ယေရှုခရစ်တော်လာတယ်။ယေရှုကကျွန်မလည်းခဏကြီးပြင်နေတဲ့စက်တရားကိုရောက်လာပြီးမှကျွန်တော်တို့ပြုစုကြိုးပေးတာဖြစ်တယ်။အဲကျွန်တော်တို့ကဒီယုံကြည်ခြင်းနဲ့တော့တော့ကျွန်မခဏကြီးလေးခန့်ရတဲ့25အဖြစ်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာဒီခန့်ကြီးကကျွန်တော်တို့အထောက်အချင်းတိုက်ခိုင်းရရှိတယ်ဖြစ်တယ်။ဒါဆိုဘာဖြစ်လို့ဒီလိုမျိုးအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့နဲ့လည်းတစ်ခါမှတွေ့တာလည်းမရှိဘူးဒါလေးလာတာလည်းမရှိဘူးနဲ့ကိုယ်စိတ်ထင်နေတာကိုတစ်ဖက်သက်ပြောရတဲ့ပတ်သက်ပြီးတော့စာအုပ်ထုတ်လာတဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီကိစ္စကကျွန်တော်တို့ကတော့တွဲဆုံကြည့်နေတဲ့နေရာကတော့ပျောက်သွားခြင်းလို့လေကိုကြီးလာဖို့မဟုတ်ပျောက်သွားဖို့ဖြစ်တယ်အဲကျွန်တော်တို့သဘောထားကပြီးတော့ခရိယန်ချင်းချင်းလည်းဖြစ်တဲ့ခါကျတော့ထားကြီးယုံကြည်တဲ့သူချင်းချင်းဖြစ်တဲ့ခါကျတော့ဘာသာရေးလည်းဖြစ်တဲ့ခါကျတော့ပိန်မွေးတယ်
နည်းနည်းဒါလူကကိုယုံကြည်တဲ့ကြာကိုလို့နေကြတာပဲဒါကြောင့်မလို့ဒီလိုမျိုးကိုယုံကြည်တာကိုတွားတဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်သိတော့ဘယ်သူမှပုတ်ခတ်ပြောတာမရှိပါဘူးဒါရွေးရှိတယ်ဘာသာတရားတွေပတ်သက်ပြီးတော့မှခရစ်ယာန်ဆိုတဲ့ခေါင်းစဉ်အောင်မှာအများကြီးရှိကြတယ်ကျွန်တော်တို့ပြောတာမရှိဘူးယုံကြည်တဲ့အရာလုပ်လို့ရတာဒါဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးစာအုပ်ထုတ်တယ်လဲဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကပိုကြီးထွားတာလို့မဟုတ်ဘူးပို့ပြီးတော့မှလူတွေကအများကြီးသိလို့မှဝမ်းသာဝမ်းမြောက်ပြီးသားပါတယ်လေဝမ်းမြောက်ဖို့ရမဟုတ်ဘူးကျွန်တော်ကပြီးသွားဖို့ဖြစ်တယ်ဒီပြီးသွားပြီးတော့မှဒီချန်နယ်နဲ့ဖြစ်နေတယ်အဲ့ဒါသိကြမှာအဲ့ဒါကိုကျွန်တော်ပြည့်စုံပြီးတော့မှဆိုတော့ဒီအခုကောင်းတယ်ကောင်းတဲ့ခဏဆောင်တယ်အရာတစ်ခုပေါ်ဆောင်ပါတယ်ကြောက်ဒီနောက်ကတော့အားပြီးတော့ရင်တော့ပြင်ရရှိတာပေါ့ဒီလေသူဟာလေကိုကျွန်တော်လည်းဒီကတော့ဆိုတော့အဖြစ်ပါရရကိုယ့်ရဲ့ comment ကိုစူးစမ်းခြင်းနဲ့သွားတာမဟုတ်ဘူးဒီကတော့ဆိုတော့ဒီ comment နဲ့ရပြီသူကဘယ်တော့ပဲစူးစမ်းတယ်ထောက်မှာမဟုတ်ဘူးကျွန်တော်ထောက်မှခြင်းနဲ့ကျွန်တော်သွားတာမဟုတ်ဘူးလူကအသိစိတ်ကြိုက်လုပ်လို့ရတယ်ကရင်းရပြီးအသိစိတ်ကြိုက်လုပ်လို့ရတာလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါလို့ထဲထဲဝုန်းနေတာမဟုတ်ပဲနဲ့ပြောရကြရင်တိုင်းရှိရတယ်ဒီထဲမှာထုတ်ရရမှားတယ်လို့ပြောနေတာကျွန်တော်ဒိတ်လာလို့ပြောရင်ကောင်းတယ်လေအဲကြောင့်ညာနဲ့ပတ်သက်လို့ကျွန်တော်အားခဲ့တယ်ဒီခေါက်တွေကဆွေးနွေးပြီးတော့မှ focus ကတော့ use ဆောင်လိုက်တယ်ဒီပါအဲ့ဒါဘယ်လိုဖြစ်ဟုတ်ကျွန်တော်ကဒီမှာဒီ season နဲ့က07 minutes ချိန်ရတယ်အခု4 minutes တောင်မပြည့်ဘူးပဲနဲ့ပြောရတယ်ဟုတ်ကျွန်တော်အစီအစဉ်ဒီမှာပါလဲဆိုတော့ကျွန်တော်ကနေပြီးတမာရီယာချိန်ခံယုံကြည်ချက်အယူလဲယူမှာ heresy apostate ခါဆိုရင် indicator ဒါမှမဟုတ်ချိန်လက်ခံဆိုပြီးပြတယ်ပြီးတော့မှဆောင်းနာမီးတွေခါကျွန်တော်ရှင်းပြတယ်ဒီမှာအကုန်ပါတယ်ကြာအဲ့ဒါဆိုဒီဟာကိုကြည့်ကြလားကျွန်တော်အဲ့ဒါမင်းနေတာဖြစ်ပါ ဟုတ်ပြီဆရာပြောပါ ဟုတ်ပြီကျွန်တော်ပြောမှာဖြစ်တယ်ဒီဆောင်ရှိကျတော့ကျတော့ရဲ့အကြီးကဲတော့မဟုတ်ဒီဒါမှမဟုတ်အဲ့ဒါကကြောက်စုပ်ပဲဖြစ်နေတယ်ဟုတ်တယ်မှန်တယ်ကျွန်တော်ဝန်ခံတယ်ကျွန်တော်မလာဘူးဒါမှလည်းမဟုတ်ဒါတို့စီစဉ်လည်းမရှိဘူးအဲ့ဒါကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကျွန်တော်မလာတိုင်းမှားတယ်လို့ပြောတဲ့အတွက်ကျွန်တော်လည်းပြန်ရှင်းမယ်ကျွန်တော်ယူတဲ့reference ရှိပါတယ်2019နော်Windows Publishing ကနေထုတ်တဲ့စာအုပ်ရှိတယ်Pastor Osong Park ကိုရေးထားတယ် That's Career of Forgiveness of Sin and Being Born Again ဆိုတော့ဒီမှာကောင်းရှိတယ်ခဏနေကြယူသွားပေါ့ပြီးတော့ဆရာတို့ရဲ့လုပ်ငန်းတွေကိုကျွန်တော်လေ့လာတဲ့အခါမှာနာမည်ခွဲ19ခုလောက်ကျွန်တော်တွေ့တယ်ဒါကြောင့်ကျွန်တော်မလေ့လာနိုင်တဲ့ခါတွေရှိကောင်းရှိနေတယ် Christian Leader Fellowship တို့ Korea Christian Association တို့ Gracious Choir Magazine Tomorrow Independent Public Mission Bible Crusade Salvation Set ဒါတော့Korea စာဆိုတော့ကျွန်တော်လည်းမဖတ်တော့ဘူးယုံပါလာပါလိမ့်မဟင်းမြတ် Bible College မှာအကုန်လုံးရှိတယ်နော်ဆိုတော့ဒီဟာကိုကျွန်တော်ပို့တာဖြစ်တယ်ကျွန်တော်အလုံးဖတ်ဖို့အချိန်ရှိတဲ့အတွက်ပထမဦးဆုံးအပြစ်နဲ့အပြစ်သွင်းနေမှုဆရာတို့စာအုပ်မှာအဓိကတွေ့ရတယ်ဆရာအုပ်ဆုံးပိုင်းဆရာတို့ခေါ်တာပေါ်နေတော့မသိဘူးနော်ကျွန်တော်လည်းဒီနေ့မတွေ့ဘူးတော့တင်ခိုးကောင်းခိုးခဲ့မယ်မူသားပြောကောင်းပြောခဲ့မယ်သူ့တက်ကိုတက်ကောင်းတက်မိမယ်ဒါပေမဲ့အဲ့ဒါတွေဒီအပြစ်မဟုတ်ပြစ်မှုများတာဖြစ်တယ်လို့ရေးထားတယ်စာမျက်နှာ30စာကြောင်း28လောက်မှရှိတယ်တက်တက်လေးရေးထားတာရှိတယ်အင်္ဂလိပ်လိုကျွန်တော်ဖတ်ပြမယ် You may have stolen lie committed murder but those are not sins they are crimes the Bible has clearly explained about sin and crime စာမျက်နှာ30မှာပါတယ်အသုံးပြုတဲ့ကျမ်းချက်ကတရားခန်းကြီးတင်ငယ်ကိုဖြစ်ပြီးကိုအပြစ်ဆိုဒီမှာပြုမိတော့အပြစ်ကိုမဆိုလိုဘူးလို့သူဆောင်မှာပေါ်ပြရတာ The words are not about confessing your act of sins saying I committed theft is meant to ဆိုတော့ဒီစာသားပြခွဲခြားထားတယ်ဒါပေမဲ့ကျွန်တော်တို့ဟို400ပဲပြီး200ပဲဟုတ်ပြီဟိုဒါဝိဒ်ကိုကြည့်တဲ့အခါမှာ KJV မှာ King James Version မှာပေါ်ပြထားတယ် I have sinned against Lord လို့ပေါ်ပြထားတယ်ငါဒီထာဝရဘုရားကိုပြင်မှာတော့ဒီယူကဘာလဲဆိုတော့ perfect sinless ဆိုပြီးတော့တစ်ချိန်အပြစ်လွတ်ခြင်းဖြစ်နာမည်မလိုသော salvation set တို့ရဲ့လွဲမှားတဲ့အယူတွေဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ် act of sin နဲ့ sins နဲ့ nature of sin ဘယ်လိုပဲခွဲဘယ်အပြစ်မဆိုအပြစ်တရားပါနေတာဖြစ်တယ်အပြစ်ကိုလုံးဝနားမလည်ရင်တမန်တရားကြမရှိရင်ရတဲ့ကယ်တင်ခြင်းရတယ်အခြားသောကယ်တင်ခြင်းပဲဖြစ်လိမ့်မယ် another gospel ဖြစ်လိမ့်မယ် another salvation ဖြစ်လိမ့်မယ်ဆိုတော့ပြစ်လာပါ wait ကျွန်တော်အချိန်ဆက်မရှိဒုတိယ
စာမျက်နှာတရားနှစ်မှာပေါ်ပြထားတယ် I do not comment you have no sin ဆိုအပြစ်သားမိမကိုပေါ်ပြထားတယ်ရှင်ကအခန်းကြီးရှိရဲ့ဇလန်လေးကိုပေါ်ပြထားတယ်သူစာအုပ်တိုင်းကိုကျွန်တော်ပြောနေတာဖြစ်တယ်ကျွန်တော်ပြောနေတာဘယ်လုံးမှမပါဘူးငါဒီလည်းမစီရင်တင့်တယ်အပြစ်မရှိဆိုပြီးဗမာစာမှာရေးထားတယ်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်စာကိုပဲပို့ကြတယ်ဘာလို့လဲဆရာတို့ပြန်ထုတ်ထားတဲ့ဗမာစာမှာအင်္ဂလိပ်စာရဲ့တချို့သောစကားလုံးတွေမပါဘူးဖြစ်တယ်ကျွန်တော်ဘယ်တော့မှမလာဘူးပါဘူးကွန်ပျူတာဒါပေမဲ့သတင်းတွေကတော့အပြင်မှာရှာလို့ရတယ်နော်လုံးဝမှားနေတဲ့သူနေချက်ကိုဥတီချင်တာဘောပါတာဖြစ်တယ်ယောဟန်8 7ကိုဖတ်မယ်ဆိုရင်ဖတ်ရှာနေရတဲ့အချိန်ကုန်မယ်တဲ့အားလုံးကျမ်းစာတော့ဖတ်ကြတာလားဟုတ်ပြီဖတ်တာကောင်းပါနော်ကျန်းစာရှာတဲ့အချိန်တော့မှတ်နေနော်တမင်းတော့နှစ်မိနစ်လောက်ကြာကောင်းလိုက်ကြတယ်ကျောင်းအနေနဲ့ရှိပိုင်းရင် static ကိုပဲဖတ်မယ်နော်ထိုမိမကလည်းအဘယ်သူမှမစီရင်ပါဘူးတခင်ကိုရှောက်ပြီးငါဒီတဲ့ပြင်းအမှုကိုမစီရင်အဲ့ဒီမှာသွားဘူးအဲ့ဒီမရုပ်သွားတော့နောက်တစ်ခါဒူးစရိုက်ကိုမပြုတ်နှိမ့်မှုမိန်တော်နောက်တစ်ခါမပြုတ်နဲ့လို့ပြောတယ်ဒီမှာရေးထားတဲ့စာမျက်နှာ100နှစ်မှာရေးထားတယ် I do not comment you have no sin နဲ့ post တော့မချဘူးကျမ်းစာမှာပြင်ကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ငါဒီလည်းတင်းမှုကိုမစီရင်သွားတော့နောက်တစ်ဖန်ပါလဲဒူးစရိုက်ကိုမပြုတ်နှိမ့်ဘူးမိန်တော်မူတယ်လို့ပါတယ်ကျွန်တော်တွေ့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့ act of sin နဲ့ nature of sin ကိုခွဲခြားရှင်းပြနေဟန်ကိုကျွန်တော်တို့တွေ့ရစာမျက်နှာ100နှစ်ထိ ordinary sins to exclusion of personal sins အဲ့တော့ဟုတ်ပြီယောမခန်းကြီးကို14နဲ့24ရက်နေကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်သူမှဆိုကောင်းနေမရဘူးချင်း perfect sinless ဆိုတော့လုံးဝမဖြစ်နိုင်ဘူးဒါကျွန်တော်ရဲ့ position ဖြစ်တယ်ကျမ်းစာလည်းဒီတိုင်းပဲဆိုနေထားတာဖြစ်တယ်ပြီးတော့ဝန်ချက်တောင်းမဲ့ပြောဘာကြောင့်ရင်းဆန်တယ်လဲလူများဆိုတာအဲ့ဒါသူဘာပြောလဲဆိုစာမျက်နှာ105မှာဆက်ပြီးတော့100နှစ်ပြီးတော့105မှာဘာပြောလဲဆိုတော့အင်္ဂလိပ်လိုပဲရေးထားမယ် There are many people who pray saying God forgive my sins you are doing well but let's think carefully about this သူရဲ့စကားလုံးတိုင်းဆို false ငါရဲ့တိုးစုတွေသူကတရားဟောတဲ့ပုံစံနဲ့စာရေးထားတယ်ကျွန်တော်တွေ့ရတယ်စကားပြီးရေးတာပေါ့ဗမာလိုဆိုရင်တော့ဒါပေမဲ့ဘာသာပြန်တော်ညံ့နေဆရာတို့နောက်ခါဗမာလိုဘာသာပြန်တဲ့လူတွေရှာပါအောင်เนาะအဲဗမာစာတော့ကျွန်တော်မယူဘူး When Jesus was crucified did he wash away your sins သူမေးတာ rhetorical question နဲ့သူသုံးထားတယ်ကျွန်တော်မဟုတ်နော်အဲ့ဆရာတို့စီမှာလည်းရှိပြီးသားဖြစ်မှာ did he wash away your sins သူကနင်တို့အပြစ်ကိုမစင်ကြောခဲ့ဘူးလား or did he not သူမလုပ်ခဲ့ဘူးလားလို့ပြောတာကဒါ rhetorical question နော်အမေကိုမေးချင်တာမဟုတ်သူမလုပ်ခဲ့ဘူးလားလို့ပြောချင်တာလုပ်ခဲ့တယ်အဲ့လိုမျိုးပြောချင် if you sin and wash away do you have to ask to have them wash away again page number 105မှာပေါ်ပြတာ။ဘာလဲဆိုတော့လူများဆိုတာဆူတောင်းကြတယ်တဲ့။ကိုတော့ကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တော်မူပါလို့ဆူတောင်းကြတယ်။ယေရှုကားတိုင်းမှာအသေးခံတော့တင်းရဲ့အပြစ်တွေကိုမစိမ့်ဘူးလား။ဘာဖြစ်လို့ထပ်မံစိမ့်ထုတ်ဖို့တောင်းဆိုနေတာလဲလို့သူကပြောနေတာဖြစ်တယ်။ယေရှုခရစ်တိုင်တော်မှာအသေးခံခြင်းအပြစ်အလုံးစုံနဲ့ဖြေလို့တယ်ထောက်တယ်မှန်တယ်။ဒါပေမဲ့ယနေ့နေ့စဉ်ကျွန်တော်တို့နေ့စဉ်ရက်ဆက်မှာကျွန်တော်အပြစ်တွေလုံးမိမှာပဲ။တားမှန်ဝင်ချရင်မလိုဘူးဆိုတဲ့ဟာကမှားတယ်။ဘာကြောင့်လဲဆိုတေယောခန်းကြီးပြည့်ငယ်8နဲ့9မှာပေါ်ပြတာ။ကိုအပြစ်မရှိဘူးငါတို့ဆိုရင်ကိုနှဲ့ပြကြတယ်ငါတို့နဲ့သစ္စာတရားမရှိဒီ sins က act of sin ကလည်းပါတယ် sin of nature လည်းပါတယ်ကျွန်တော်တို့ against the Lord ကို I have sinned against the Lord လို့ပြောတယ်ဒါဝိဒ်ပြောတဲ့အရာပဲပါတယ်ဟုတ်ပြီနောက်လို့မြင်အပြစ်တွေတော့တာအသေးချုပ်ချင်းစာမျက်နှာ120မှာ you must have no blasphemy no sin must be claimed to be a saint a person who has sinned is not a true saintစာမျက်နှာ120မှာပေါ်ပြထားတယ်အပြစ်လုံးဝကင်းမဲ့သူမှာတန်ရှင်းသူဖြစ်နိုင်တယ်တဲ့အပြစ်လုံးဝကင်းမဲ့သူမှာတန်ရှင်းသူဖြစ်တယ်ဒါအဓိကခံကြတယ်တင်းတယ်အပြစ်ရှိနေစစ်မှန်တဲ့တန်ရှင်းသူမဟုတ်ဘူးကျွန်တော်ကယ်တင်ခြင်းမရဘူးလို့သုံးနေကြကိုယ့်ရဲ့မှာရှိသမျှလူတွေကတန်ရှင်းသူတွေပဲကျွန်တော်ကျမ်းစာတစ်လျှောက်ဖတ်မယ်တေယောခန်းကြီး1ငယ်8တေကောခန်းကြီးငယ်8မှာ1မှာကျွန်တော်ကြည့်မယ်ယေရုရှလင်မြို့မှာနေတဲ့လူတွေလည်းတန်ရှင်းတဲ့လူတွေပဲတမန်တော်ခန်းကြီး9ငယ်73ထိုတန်ရှင်းတဲ့လူတွေမှာလည်းပေတရုလည်းပါဝင်တယ်ပေတရုကျွန်တော်တို့အားလုံးသိတယ်ပေတရုလည်းပါဝင်တယ်ဒါပေမဲ့အဲ့ပေတရုပြင်မာတာမှာအပြစ်ပြင်စရာအခွင့်ရှိတယ်လို့ပေါလုကပြန်ပြောဗမာလည်းဂလာတိအခန်းကြီး2ငယ်7မှာပါဝင်တယ်ကျွန်တော်တို့တစ်ခါအပြစ်ဖြစ်လို့ပြီးရတယ်ကျွန်တော်အပြစ်တောင်းပန်ဝင်ချစရာမလိုဘူးဆိုတော့ယူဆချက်ပဲလာလဲဆို sinless perfection လို့ခေါ်တဲ့ dumb doctrine လာတာဖြစ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်ငါဆိုင်ကိုပို့ရတယ်
ဟုတ်ပြီယေရှုခရစ်ဒီပြည့်ညတ်တော်များကိုပြည့်စုံဉာဏ်တော့ဖြိုဖျက်ဉာဏ်တော့စာမျက်နှာ63မှာဘယ်လိုရေးထားလဲဆိုတော့ But Jesus gonna save us ဆောနာအမျိုးသမီးကြောင်းလာလို့ဆောနာစာရွက်ကတွဲသွားလို့ No could he save us with the law as it was the Lord decided to change the law because through the law all people can receive only destruction page number 93မှာပါလာတယ်ယေရှုအပြစ်သားမိမကိုမကယ်နိုင်လို့အပြစ်ပြည့်ညတ်တော်နဲ့မကယ်နိုင်လို့ဘုရားသခင်အဲ့ဒီပြည့်ညတ်တော်ကိုပြောင်းလဲဖို့ဆုံးဖြတ်ချက်ချတယ်အဲ့ဒါဘာလို့လဲဆိုတော့တဲ့ပြည့်ညတ်ချက်ကလူတွေကိုပျက်စီးစေလို့ရေးထားတယ်ယေရှုကိုယ်တိုင်ဘာပြောခဲ့လဲကျွန်တော်ကျမ်းစာကြည့်ရပြည့်ညတ်တွေကိုပြင်ဖို့လားမပြင်ဖို့လားမသုံးဖို့လားသုံးဖို့လားပြည့်စုံဖို့လားမပြည့်စုံဖို့လားသူကိုယ်တိုင်ပြောခဲ့တာကတော့မာသက်ခန်းကြီး9ငယ်7ပုံပြည့်ညတ်တွေကျမ်းအနာဂတ်ကျမ်းများကိုပယ်ခြင်းကငါလာသည်ဟုမထင်ကြနဲ့ပယ်ပြတ်ခြင်းကငါလာသည်မဟုတ်ပြည့်စုံစေခြင်းကငါလာသည်လို့ပြောပြတာဖြစ်တယ်ကျွန်တော်ဆက်မြည်ပြီ အဲ့ဆိုကျွန်တော်ပြောပြမယ်။ညမှအစိမ်းရောင်တတ်ထားတဲ့အခါမှာပတ်ဝန်းကျင်ဘယ်ရောင်ပဲကြည့်ကြအားလုံးအစိမ်းရောင်ပဲကြည့်ရတယ်။ညမှအမဲရောင်တတ်ထားမယ်ဆိုရင်နိုင်ငံကအပြီးအောင်ဖြစ်နေတယ်အမဲရောင်ပဲကြည့်ရတယ်။အဓိကအခုဖြစ်နေတဲ့ပြဿနာကဘာလဲဆိုရင်နှုတ်ကပတ်တော်မယုံကြည်တာဖြစ်တယ်။ဆရာကအခုဆရာပြောချင်တဲ့ကျမ်းပိုက်ကိုဆွဲထုတ်ပြီးမှပြောသွားတယ်။ဟုတ်တယ်နော်။ကျမ်းစာဖတ်ကြည့်တဲ့အခါမှာယောမဩရစာခန်းကြီး4:25မှာဒီလိုပြောတယ်။သခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းခံတယ်ငါတို့ဒီဖြောင့်မတ်ရာသို့ရောက်မိကြောင်းထမြောက်တယ်လို့言ထားတယ်ယေရှုအသေးခံလာသည်ငါတို့အပြစ်အတွက်ယေရှုရှင်ပြန်ထမြောက်တာသည်ငါတို့ဖြောင့်မတ်ရာသို့ရောက်ဖို့ရန်အတွက်လို့ပြောတယ်ဆက်ပြောမယ်ဆိုရင်ဟေဘဲ9:10ဟေဘဲအခန်းကြီး10ထဲမှာရေးထားတယ်အခန်းငယ်14ထဲမှာထာဝရဆုံးခြင်းအကျိုးကိုရစေခြင်းမှာတခါတည်းပြုတယ်လို့ရေးထားတယ်ဓမ္မဟောင်းမှာဆိုသူကလေးစိတ်ကလေးအသွေးနဲ့အထက်ထပ်ပန်ပန်သူတွေတက်လိုက်စိတ်တွေတက်လိုက်ဒီအပြစ်ကနေတန်ရလဲဒါဆိုရင်တကယ်ယေရှုကြွလာပြီးမှလဘကတိုင်းမှာအသေးခံပြီးမှကျွန်တော်တို့ကိုအပြစ်ကနေထာဝရကယ်တင်ပြီးပြီဆိုတဲ့ကျမ်းပိုက်ရှိပါတယ်ဒါကြောင့်ဒုစရိုက်အပြစ်ပြောဗီဇအပြစ်ပြောမွေးကလေးကပါလာတဲ့အပြစ်ပြောဒီအသက်ကြီးလာမှလုပ်တဲ့အပြစ်ဘလို့အပြစ်ဖြစ်ကျမ်းစာဖတ်ကြည့်တဲ့အခါမှာအားလုံးယူဆောင်သွားပြီဆိုတဲ့အရာရေးထားတယ်။ all of that 3ဖတ်ကြည့်တဲ့အခါမှာဆိုရင်ငါတို့ရဲ့အပြစ်ရှိသမျှယူသွားတယ်လို့ပြောတယ်။ဟုတ်တယ်နော်။ဒါကြောင့်တကယ်ဒီကျမ်းစာဖတ်ကြည့်မယ်ဆိုရင်ပြည့်ညတ်တရားအပြင်လူကဘလို့မှဖြောင်းမှတန်းရှင်းတယ်လို့မဖြစ်နိုင်ဘူး။ဘလို့မှကျွန်တော်တို့ကကြည်ကြအားထုတ်လို့မရဘူး။ဒါကြောင့်သခင်ယေရှုကကြွလာတာဖြစ်တယ်။ပြည့်ညတ်တရားကိုမောရှေလက်မှာပေးတယ်တဲ့။ယေရှုတရားနဲ့သစ္စာတရားကိုယေရှုခရစ်တော်လက်ထက်မှာပေးတယ်လို့ပြောတယ်။ဒါကြောင့်ကျွန်တော်တို့ကအခုဖြောင်းမှတ်တယ်တန်းရှင်းတယ်လို့ပြောတာအပြစ်လုံးဝမရှိဘူးဆိုတာကတော့ကျွန်တော်တို့ကအပြစ်မလုပ်တော့လို့ကျွန်တော်တို့ကဒုစရိုက်ကိုမပြုတ်လို့ဖြောင်းမှတ်တန်းရှင်းတယ်ဆိုတော့ကိုယ့်ရဲ့ဖြောင်းမှတ်ခြင်းကိုပြောနေတာမဟုတ်ဘူး။တမန်ကျမ်းစာအဖြစ်ဘုရားသခင်ကပေးတဲ့ဖြောင်းမှတ်ခြင်းတန်းရှင်းခြင်းကိုပြောတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာထဲမှာလူတွေကလေယောမ3:10မှာဆိုဖြောင်းမှတ်တော့သူမရှိကျမ်းစာလာဒီကဖြောင်းမှတ်တော့သူမရှိတရားများမရှိဒါကြောင့်လောကမှာဖြောင်းမှတ်တဲ့သူဆိုတာမရှိဘူးလူမှန်ရင်အပြစ်ရှိတယ်အပြစ်လုပ်တဲ့ခါကျတော့အပြစ်ရှိတယ်လို့ခံစားတယ်ဒါပေမဲ့ယောမ3:10ပဲရှိတာမဟုတ်ပါဘူးယောမ3:20မှာဆိုရင်အဲ့ဒီဖြောင်းမှတ်တဲ့သူတယောက်မှမရှိဘူးဆိုတာကဘာကြောင့်လဲဆိုတော့ရှင်းပြတယ်ယောမ3:20မှာထို့သူပညာတရားဒီတဲ့ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့်ပညာတရား၏အကျင့်အပြင်ဘုရားသခင်ရှိတော်၌အဘယ်သူမျှဖြောင်းမှတ်ရတော့မရောက်ရဒါပေမဲ့ဆက်ဖတ်မယ်ဆိုရင်21မှာပညာတရားနဲ့မဆက်ဆိုင်တဲ့ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းပြီးတော့24မှာဆိုရင်အဖိုးကိုမပေးဘဲနဲ့ယေရှုခရစ်ရွေးနှုတ်တော်မူသောအပြင်အဖိုးကိုမပေးဘဲနဲ့ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်တယ်လို့ရေးထားတယ်။ယောမလေး28မှာဆက်ဖတ်မယ်ဆိုရင်လူမြည်တွေကပညာတရားအကျင့်မရှိဘဲယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟုယူရ၏လို့ပြောနေတယ်။ဒါကတမန်ကျမ်းစာထဲမှာရေးထားတဲ့အရာဖြစ်တယ်။ကျွန်တော်တို့ဆိုတာယေရှုခရစ်တော်ကိုယုံကြည်တယ်ယေရှုခရစ်တော်လက်ဝါးကတိုင်းမှာအသေးခံခြင်းအပြင်ရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့ကိုဖြောင့်မတ်တန်ရှင်းသောသူဖြစ်စေတဲ့အရာကိုယုံကြည်တယ်ယေရှုဆိုတဲ့နာမည်ကိုအားလုံးသိပါတယ်မဿဲ1:21မှာမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲ့ရမယ်အိမ်မှာကျွန်တော်တို့ကရေခဲတတစ်လုံးရှိတယ်ဆိုရင်အဲ့ဒီမိသားစုရဲ့နေထိုင်မှုပုံစံကပြောင်းလဲသွားတယ်ကျွန်တော်ရေအေးတောက်လို့ရမယ်အသီးရွက်အသားငါးတွေကိုကျွန်တော်တို့တပတ်စာဝယ်ထည့်ထားလို့ရမယ်ဆိုတော့ရေခဲတတစ်လုံးရောက်လာတဲ့အခါမှာမိသားစုရဲ့နေထိုင်မှုပုံစံဒီပြောင်းလဲသွားတယ်ဒါဆိုယေရှုခရစ်တော်ယုံကြည်တယ်ပြောပေမဲ့အပြစ်ကကယ်တင်ခြင်းမခံရသေးဘူးဆိုရင်အပြစ်ရှိနေတော့မယ်ဆိုရင်အဲ့ဒီလူကယေရှုနဲ့ဘာမှမဆိုင်ပါဘူး
ကျမ်းစာထဲမှာဟုတ်တယ်ပညာတရားကိုကျွန်တော်တို့ကမဆောင်ရှောက်ဘူးပညာတရားဆိုတာကျွန်တော်တို့ကစောင့်ရှောက်เสียမလိုဘူးလို့ပြောတာမဟုတ်ပါဘူးเนาะဒါကြောင့်မလို့ပြောချင်တဲ့အရာကဘာလဲဆိုရင်တကယ်တမန်ကျမ်းစာကိုအခြေခံတဲ့ယုံကြည်ခြင်းဖြစ်တယ်တမန်ကျမ်းစာကိုအခြေခံမဲ့ဆိုရင်ကျွန်တော်တို့ကပညာတရားအဖြစ်ဖြောင်းမှတ်လို့မရဘူးယောမ3:30 20မှာဆိုရင်ဘာကြောင့်မဖြောင်းမှတ်လဲဆိုတာရှင်းပြတယ်ဒါပေမဲ့21မှာဆိုရင်ပညာတရားနဲ့မဆိုင်တဲ့ဘုရားသခင်ရဲ့အခြားသောဖြောင်းမှတ်ခြင်းရှိတယ်ယောမ30ဖတ်ကြည့်မယ်ဆိုရင်ယောမ33မှာဆိုရင်လူရဲ့ဖြောင်းမှတ်ခြင်းရှိတယ်ဘုရားသခင်ရဲ့ဖြောင်းမှတ်ခြင်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီဘုရားသခင်ရဲ့ဖြောင်းမှတ်ခြင်းနဲ့တောင်းဝင်နိုင်ငံဝင်ရမှာဖြစ်တယ်ဆိုကြပါစို့ဒီဆရာကအဲ့ဒီဆရာကျုပ်စုပဲစာအုပ်ဖတ်တယ်ဆိုရင်အဲ့စာအုပ်မှာဆရာကြီးရေးထားတယ်ယာကုပ်နဲ့အေသောယာကုပ်ဆိုတာအဖေစီသွားတဲ့အခါမှာဘသူရဲ့ပုံစံနဲ့သွားတယ်လေအမေကတင်ပေးတယ်မင်းဘသူလဲလို့မေးမယ်ဆိုရင်အေသောလို့ပြောပါအမေကျွန်တော်ကလိန်ညာလို့ဖြစ်မှာပေါ့မဖြစ်နိုင်ဘူးထင်တယ်ဒါပေမဲ့အမေကသူ့အတွက်ဒီစိတ်တငယ်အသားကိုပြင်ဆင်ပေးတယ်ချုံးဝတ်တဲ့သူ့ရဲ့လက်မှာအမွှေးပတ်ပေးတယ်ဒီသွားလဲအေးတော့ရဲ့အင်ကြီးကိုဝတ်ပေးတယ်သူကအမေကိုယုံကြည်ခြင်းအပြင်15မိနစ်ပြည့်ခဏဆောင်ပါအမေကိုယုံကြည်ပြီးမှသူ့ကိုသူအေးတော့လို့ပြောခဲ့တယ်ဟုတ်တယ်နော်အတူတူပဲကျွန်တော်တို့လည်းယေရှုခရစ်တော်ဖြစ်တဲ့အမေကိုယုံကြည်ပြီးမှယေရှုခရစ်တော်ကကျွန်တော်တို့အတွက်လုပ်ပေးခဲ့တဲ့အရာကိုယုံကြည်ပြီးမှဘုရားသခင်ရှိမှကျွန်တော်တို့ကဖြောင့်မတ်တော်သူတန်ရှင်းတော်သူလို့ပြောတာဖြစ်တယ်။တမန်ကျမ်းစာထဲမှာလည်းအဲ့ဒီတိုင်းရေးထားတယ်။ဒါကြောင့်ပြည့်ညက်တရားအပြင်မဟုတ်ဘဲနဲ့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်တက်တဲ့အပြင်တရားရာခိုင်တော့ဖြောင့်မတ်တန်ရှင်းလို့အပြစ်မရှိဘူးလို့ပြောခြင်းဖြစ်ပါတယ်။အဲ့ဒါကျတော့အစီအစဉ်ဆိုင်ကြည့်ပါလို့ကျွန်တော်အားပေးနေတာဖြစ်တယ်။အခုကတော့ပြစ်တာနာချင်းဟိုဆရာပုံစံတဲ့ကပါအနာမယူတော့ဘူးဆက်သွားမယ်လို့ပြောတဲ့အတွက်နော်ဟုတ်ပြီဆရာကိုရရဒီဆရာဦးဆောင်ပါရဲ့စာအုပ်မဖတ်ဘူးရှင်အင်္ဂလိပ်ဒီမှာရေးထားတယ်လေကျွန်တော်စာမျက်နှာနဲ့ဒေတာကိုပြောထားတာဒီမှာနော်အဲ့ဒီဆောင်းတော့ကယ်တင်ချင်းအကြောင်းကိုကျွန်တော်ဟိုဆွေးနွေးနေတာမဟုတ်ဘူးမသိရင်ကျွန်တော်ပဲကယ်တင်ချင်းမရဘူးလို့ပါလို့ねကယ်တင်ချင်းဆွေးနွေးတာမဟုတ်ကယ်တင်ချင်းကအတူတူပဲဆရာတို့ပြောတဲ့ဟာအတူတူပဲအဲ့ကယ်တင်ချင်းနောက်ပိုင်းအပတ်တာကိုပြောနေတာလေအခုမှအကိတမိမကိုစေးကြောလေးပြီးလဲပြောသူရေးထားတဲ့ဟာစာမျက်နှာအတိအကျနဲ့ကျွန်တော်ရေးထားတယ်မှားရင်လည်းပြင်ကြလေအဲ့ဆိုရင်လည်းကျွန်တော်မှားတာလား2018ခုနှစ်မှာထုတ်ခဲ့တဲ့စာအုပ် publishing က Good News Publishing House ကနေထုတ်ထားတဲ့ဟာ1999မှာစာမျက်နှာကနော်93မှာလည်းပါတယ်ပြီးတော့ဆောင်းတော့ကျွန်တော်ပြောရအောင်အတိအကျတော့မေးဘူးနော်အဲ့တော့သူပြောရဆရာကအဲ့ဒီစာအုပ်ကိုလာပြီးမှအခုပြရမှာဆရာအဲ့ဒီစာအုပ်ကိုလာပြီးမှအခုပြရမှာပါတယ်ဒီမှာပါတယ်နော်ဒီမှာပါတယ်ဒီဘုတ်ဒီမှာဒီမှာမကန်ဘူးဒီဘုတ်ရှိတယ်ဆရာယူနော်ကျွန်တော် share ပေးမယ်ပြီးကြရင် stick လည်းပါတယ် stick လည်းပါတယ်ခဏနေဖုန်းလေးအားလို့ရှိတယ်ဇပီယာနဲ့ကို share ပေးမယ်နော်ယူလာပြီးပြညာမလို့ခုခေတ်ကဟုတ်ပြီစာမျက်နှာတရားနဲ့မှာပါလဲဆိုတော့ပါလဲဆိုတော့အဲ့ဒီမှာနော်ဒီစာသားတိုင်းပဲကျွန်တော်ပြလိုက်မယ်နော်အဲ့တော့ဟိုအစီအစဉ်မစနိုင်တဲ့ကျွန်တော်ခဏမှမေးတယ်လေ TV ရှိတဲ့အခန်းတွေပါဆိုတော့အားကိုပြလို့ရတယ်နော်အဲ့စာအုပ်ဆိုတာအဲ့စာအုပ်ကျွန်တော်ရေးတဲ့စာမဟုတ်ဘူးဆရာဦးဆုံးပါရေးတဲ့ဟာတရားနဲ့လာရှာပြီးပါဘာရေးလဲဆိုတော့ I do not commend you you have no sin နဲ့ full stop ချထားတယ် you have no sin လို့ပြောတာနဲ့မရက်သွားဘူးနော်ဆောင်းတော့ကျွန်တော်ဘာမှလို့ဖတ်တယ်နော်ဘာလဲဆိုတော့ sin no more English ဆိုရင်လူစီရိုက်ကိုနောက်တစ်ခါလူစီရိုက်ကိုမပြုတ်နေမှုမိတ်တော်မူတယ်ကျမ်းစာကိုကျွန်တော်တို့ကနေပြီးတော့အပေါ်တစ်ပိုင်းပဲဖတ်အောက်မှာဆက်မဖတ်တဲ့အခါကျဆောင်းတာဆရာပြောတဲ့ပြဿနာတွေတက်လာတာပဲအဲ့ဒီလိုမျိုးကျွန်တော်ထားခဲ့တယ်ဆိုအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ theologically sin and perfection လို့ခေါ်တဲ့ doctrine ကိုသွားတာအဲ့ဒါကိုကျွန်တော်ပြောနေတာဟုတ်တယ်နော်ဆိုတော့အဲ့ဒီမှာပြီးတော့နောက်တစ်ခုကဘာဆက်ရေးလဲဆိုတော့ you may have stolen နေခိုးကောင်းခိုးမယ်ကယ်တင်ချင်းရပြီးတော့လေခိုးလို့ရလားဒါဆိုရင်ရတယ်လေဘယ်လိုဆိုခိုးနိုင်တာပဲဆရာလည်းကယ်တင်ချင်းရပြီးတော့စိတ်မဆိုးနိုင်ဘူးလားဆိုးတယ်လေဆိုတော့ဆရာတို့အတန်တန်းမှာတာပဲဟုတ်တယ်မလားဆိုးတယ်လေဘယ်သူပုံမှလဲအားလုံးကြားအောင်ပြောတာကျွန်တော်အိမ်မှာလာတော့ကဘယ်သူလက်မျိုးထိုးပြီးတော့ခုနကဆရာတို့လက်မျိုးကိုကျွန်တော်တစ်ခါမှမထိုးဘူးအဲ့လိုစကားမကတ်နဲ့ဆရာတို့ကျွန်တော်အိမ်လာတာမှာကျွန်တော်မိန်းမကလေးမွေးပြီး2ရက်ညောင်းနေမှာဆရာတို့လာတယ်ပုံစံပြီးလာတာဟုတ်တယ်လေပုံစံပြီးလာတဲ့အခါကျွန်တော်အလက်ဖြစ်တယ်ကျွန်တော်အလက်ဖြစ်တယ်ဆရာသိတယ်ဒီလိုမျိုးဗဒန်းမြတာပြတ်မှာဆိုတော့ကျွန်တော်စကယ်ကြောကျွန်တော်ပို့ထားတယ်ဒီနေ့လည်းပို့တယ်ခဏဆောင်ပုံစံပြီးလာတယ်ဒါရင်လည်းမကြသေးခင်လာလေ9နာရီကျော်လာမှလာဒါဆိုနောက်နေ့မှလာပေါ့ဟုတ်တယ်မလားမဟုတ်အဲ့ဒီဟာကိုပြောနေတာထားတယ်အဲ့ဒီဟာဥတီတာမဟုတ်ဘူးနော်အဲ့ဒီဟာဥတီတာမဟုတ်လောက်တာပဲဆရာကလည်းလောက်တာပဲဟုတ်တယ်မလား
အဲ့တော့ဆရာတို့မတောင်းမဲ့ခင်လည်းမတောင်းမဲ့ကိစ္စမျိုးဒါပေမဲ့ဒီဟာဖြစ်နေတယ်ဆိုပြီးဒီမှာရေးထားတဲ့ဟာကိုကျွန်တော်ပြန်ပြောမယ် လာတဲ့ဆိုရင် ခဏလေးကျွန်တော်လည်းဖြစ်တယ်ကျွန်တော်လည်းဖြစ်တယ်ကျွန်တော်လည်းဖြစ်တယ်ကိုယ်နဲ့မှကိုယ်တက်တယ်လို့ပြောလို့ရတယ် လက်ပြတာ ခဏလေး မေးဖို့ဖြစ်နေတယ်ကြံခဲလို့တခါလဲပြောတာ ဖြေးမဲ့ချင်းရှိအဲ့ဒါဆရာတို့ဒီဟာကြည့်ပါလို့ကျွန်တော်တန်တန်ပြောတာကြည့်ပါလို့ကျွန်တော်တန်တန်ပြောတာကျွန်တော်လည်း NC မဟုတ်ဘူးဆရာတို့ဖြေးရမယ့်ချင်းဟုတ်ပြီကျွန်တော်အကျဉ်းသားကျွန်တော်ပြန်ဖတ်မယ်ကျွန်တော်ပဲ 7% လုပ်မယ်ဟုတ်ပြီအစီအစဉ်ရှိ ဟုတ်အစီအစဉ်မပြောနဲ့အခုဆရာဆက်ပြောပါဟုတ်ပြီဆရာမင်းနဲ့စောင့်မယ်ပြောပါ ဆိုတော့ကျွန်တော် disturb မလုပ်နိုင်တော့နော်ဟုတ်တယ်နော်အားလုံးရှိတယ်လူကြီးလူကောင်းတွေပဲဖြစ်နေဘာရင်းနေလဲဆိုတော့ you may have stolen နေခိုးကောင်းခိုးခဲ့မယ်ခိုးကောင်းခိုးမယ်မေးပါတယ်နော် like committed murder but those are not sins လို့ပေါ်ပြထားတာအဲ့ဆောင်းမှာဘာမှလို့ပါလဲတင်ခိုးကောင်းခိုးခဲ့မယ်မူသားပြောကောင်းပြောခဲ့မယ်သူ့အသက်ကိုတတ်မိကဒါပေမဲ့အဲ့ဒါတွေအပြစ်မဟုတ်ဘူးတဲ့လူတတ်တာပြစ်လေလူတတ်တာအပြစ်မို့လေအပြစ်ပဲလေပြစ်မို့လေအပြစ်ပဲဝန်ခံနော်ဒါဆိုဆရာတို့ရေးတဲ့စာမှားနေပြီအဲ့တော့ပြောတာအဲ့စာကိုယူလာပြတ်ပြန်မလို့ဘူးခဏနေဇက်ပြက်နဲ့ကုန် share ပေးမယ်ဟုတ်ပြီအဲ့လောက်တော့ပြောရင်ပြောရတယ်အဲ့လောက်ပဲအဲ့တစ်ချက်နဲ့ပဲ ကျွန်တော်ပြောမယ်ဆိုတော့ဆရာပြောတာကိုပြန်ကောက်မယ်ဆရာ 5မိနစ် ရမယ်ဆရာမျိုးသမီးကလေးမွေးတာကိုလာတယ်ဆိုပြီးမှပြောတယ် အဲ့ကိစ္စရှင်းမနေတယ်ဒီဟာပဲရှင်းလိုက်ရတယ်လာ ခင်ဗျားပြောတာလေအဲ့ရှင်းရရှင်း အဲ့လိုညကြီးတကောင်ဟုတ်တယ်နော်အဲ့ဒီစီကိုလာအောင်ဘယ်သူကစတယ်လဲစတဲ့ဇာတ်လမ်းကပါလဲကျွန်တော်တို့ကဆ iam မန်ပြီးဆိုတာကိုစိတ်ဝင်စားဘူးဟုတ်လားဆ iam မန်ပြီးကပဲ good news ကိုစိတ်ဝင်စားတာဖြစ်တယ်ကျွန်တော်တို့ဆ iam မန်ပြီးကိုမသိခဲ့ဘူးဒါပေမဲ့သိအောင်ဒီလိုဖြစ်လာအောင်ဒီလိုတွေဖြစ်လာအောင်ဖန်တီးတာဒီဆ iam မန်ပြီးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရောက်လာခြင်းဖြစ်တယ်နောက်တစ်ခုကပြောပြမယ်ယောဂရှိတယ်ယောဂလက္ခဏာရှိတယ်ဘိုက်နာတယ်ခေါင်းကိုက်တယ်ဘိုက်နာတာယောဂမဟုတ်ဘူးခေါင်းကိုက်တာလက်ယောဂမဟုတ်ဘူးယောဂရဲ့လက္ခဏာဖြစ်တယ်ဒါကြောင့်ဆရာဝန်စီသွားမယ်ဆိုရင်ချောင်းဆိုးနေတယ်ခေါင်းကိုက်နေတယ်ကိုယ်ပူနေတယ်ဆိုတဲ့လက္ခဏာကိုကုတာမဟုတ်ဘဲနဲ့အထဲမှာရှိတဲ့ virus ကိုကုတယ်အထဲမှာရှိတဲ့ virus ကိုတည်သွားအောင်ဆေးပေးတာဖြစ်တယ်ဒါကြောင့်ကျန်းစာထဲမှာဖတ်ကြည့်တဲ့အခါမှာအပြစ်ရှိတယ်အပြစ်ရဲ့လက္ခဏာရှိတယ်ဒါကြောင့်လူတွေကအပြစ်နဲ့အပြစ်ရဲ့လက္ခဏာကိုမသိဘူးမပိုင်းခြားနိုင်ဘူးယောမခွန်19-20ဖတ်ကြည့်မယ်ဆိုငါဒီကျင့်ကျင်သောအကျင့်ကောင်းကိုမကျင့်ကျင်သောအကျင့်ဆိုးကိုကျင့်တယ်ထို့သောမကျင့်ကျင်သောအကျင့်ဆိုးကိုကျင့်ရင်ငါကိုယ်တိုင်ကျင့်ပြီမဟုတ်ငါအထက်မှာနေသောအပြစ်တရားသည်ကျင့်၏လို့ပြောတယ်ဒီစိတ်ထဲမှာရှိတဲ့အပြစ်တရားကြောင့်အပြစ်ဆိုတဲ့အရာကြောင့်အပြစ်ရဲ့လက္ခဏာတွေဖြစ်လာတယ်ဒီနေ့ခိုးတယ်ပွက်တယ်ဆဲတယ်ဟုတ်လားတခုခုလုံးမိတယ်ဆိုတဲ့အရာတွေဒီလက္ခဏာလာနေဖြစ်တယ်အဲ့ဒါအပြစ်မဟုတ်ဘူးအပြစ်ရဲ့လက္ခဏာဖြစ်တယ်ဒါကြောင့်ယောဂရှိတယ်ယောဂရဲ့လက္ခဏာရှိတယ်ဆရာဝန်ကယောဂရဲ့လက္ခဏာကိုမကူဘူးယောဂပုဂ္ဂိုလ်ပဲကူတယ်ဒါကြောင့်ယေရှုခရစ်တော်ကဘယ်အပြစ်ကိုယူသွားသလဲယေရှုခရစ်တော်ဆေးကြောပေးတဲ့အပြစ်ကဘယ်အရာလဲလူတွေကအပြစ်နဲ့ပတ်သက်ပြီးမှနောင်နှံ့ရတဲ့အခါမှာဒီစကားမကြည့်ဘူးဒီနေ့ခိုးမိတယ်ဆဲမိတယ်မုန်းမိတယ်လုံကျူးမိတယ်ခွင့်လို့ပါအဲ့ဒါကိုပဲအပြစ်လို့ခံစားတယ်အဲ့ဒါကအပြစ်မဟုတ်ပါဘူးအပြစ်ရဲ့လက္ခဏာသားလေးဖြစ်တယ်ပေါလုကဘာဖြစ်လို့သူကဒီမကျင့်ကျင်တဲ့အကျင့်ဆိုးတွေကိုကျင့်လာတယ်လဲဆိုရင်ငါ့အထက်မှာရှိတဲ့အပြစ်တရားကြောင့်ဖြစ်တယ်တဲ့ဒါကြောင့်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုလက်ဝါးကတိုင်မှာအသိခံတဲ့အရာကဆေးကြောပေးတဲ့အရာကအဲ့ဒီအဖြစ်ကိုဆေးကြောပေးတဲ့အရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကစောစောကပြောသလိုပဲနော်ယာကုပ်ကအမေကို100%ယုံကြည်ပြီးမှအဖေရှိမှသူ့ကိုယ်သူအေးတော်လုံးခံပြီးမှကောင်းကြီးရတယ်လို့ပဲကျွန်တော်တို့လည်းဒီယေရှုခရစ်တော်ကဆေးကြောပေးတဲ့အရာကိုယုံကြည်ပြီးမှကျွန်တော်တို့ကတောင်းမှတန်ရှင်းတဲ့လူဖြစ်တယ်လို့ပြောတာဖြစ်တယ်။ဒါကြောင့်ဆရာကြီးကပြောတဲ့အရာကလေဆရာကြီးရဲ့စာအုပ်ကမှားတာမဟုတ်ပါဘူး။ဆက်လက်ပြီးမှအပြည့်လွန်ကျူးပေမဲ့ကောင်းကူတာဒီပြောနေတာပါတယ်ဆက်လက်ပြီးမှအပြစ်လွန်ကျူးပေမဲ့အပြစ်အဲ့ဒါအပြစ်မဟုတ်ဘူးအားရပါရအပြစ်လွန်ကျူးလို့ရတယ်အဲ့ဒါရေးအားရပါရညွှန်ကျလို့ရတယ်လွန်ကျူးလို့ရတယ်လို့ဘယ်သူကပြောလဲဘယ်လိုပြောလဲဒါဆိုရင်ဆရာကအခုကလေးချင်းပြည့်ပြည့်ရပြီပြောပြီးမှအားရပါရအပြစ်လွန်ကျူးနေလား
ခဏနေကြပြန် reset လုပ်ပြီးတော့ငါလည်း ဒါကြောင့်တတိချက်ချစဉ်းစားကြည့်ရမှာကျွန်တော်တို့ good news မှာအပြည့်လို့ဆက်လက်ခံပြီးမှအတင်းတော်ပါဝင်တဲ့လူမေးကြည့်ပါအားလုံးအပြည့်လို့စကရင်ရပြီးမှအားရပဲအပြည့်ဘယ်သူကလုံကျိုးနေတယ်လဲ good news ကဘာတွေလုပ်နေတယ်လဲဒါကြောင့် good news ကလူတွေကအပြည့်လို့စကရင်ရပြီးတဲ့အခါမှာကျေးဇူးတင်လို့ဝမ်းမြောက်လို့ဒီကယ်တင်ခြင်းတရားဒီအိမ်ဝင်ကလေးတရားကိုသက်သေခံတယ်လုံးဆောင်ချက်တော်၎င်း personal Facebook account မှာတော်၎င်းအတင်းတော်ရဲ့ဒီ official page မှာတော်၎င်းသူများမကောင်းတဲ့အရာဘာကိုပြောကျွန်တော်တို့ကခရစ်တော်ကကောင်းတယ်ဆိုတဲ့အရာကျွန်တော်တို့ကအပြစ်ကလွတ်စေတဲ့အရာဘုရားခင်ကောင်းရတဲ့အရာကိုပြောကြများလို့အချိန်မလောက်ဘူးဒါကြောင့် Facebook မှာသူများအတင်းအဖြစ်သူများမကောင်းတဲ့အရာကျွန်တော်တို့ပြောကြမရှိဘူးဒါကြောင့် good news ကဘယ်လိုအသက်ရှင်နေတယ်လဲ good news marketing ရဲ့ application ရတဲ့ညီကောင်မောင်နှမတွေဒီဘယ်လိုအသက်ရှင်နေလဲလာကြည့်လို့ရတယ်โอเคဆက်ပြောပါ ည7မိနစ်7စက္ကန့်လောက်ဆောင်းလာကျွန်တော်ပြောတဲ့စကားဖြစ်နေဟုတ်ပြီဆရာတို့ပြောတဲ့ပုံစံ Facebook မှာကျွန်တော်မကောင်းတင်ပြောနေလို့ဖြစ်နေတာပေါ့နော်အဲ့တော့ဆရာတို့လည်းဒီပြလာဆရာတို့တောင်းပန်တဲ့ဟာလည်း YouTube မှာတွေ့နေတာဘယ်လိုလုပ်လဲတော့ဒီအခုလည်းကျွန်တော်ဖမ်းထားတာလည်းဘယ်မှာတွေ့မှမသိဘူးเนาะအဲ့ဒါကိစ္စမရှိဘူးရတယ်ကြိုက်တဲ့နေရာမှာတွေ့ဟုတ်ပြီမန်ပီက good news ကိုစိတ်ဝင်စားတယ်လို့ရေးတယ်ပေါ့နော်ကျွန်တော် good news ကိုစိတ်ဝင်စားတာမဟုတ်ဘူးအယူလွဲမှားတွေကိုကျွန်တော်ကသတိထားပြီးတော့လမ်းပြဖို့ရင်လို့ကျွန်တော်လေ့လာနေတယ်ဆရာတို့တစ်ဖွဲ့တည်းမဟုတ်ပါဘူးကျွန်တော်ရေးနေတဲ့ဟာတွေအများကြီးပါပဲပြီးတော့ရေးတဲ့ခါမှာလည်းကျွန်တော်ပုဂ္ဂိုလ်ရေးမမုန်းပါဘူးเนาะဖျားသခင်ကเนาะရန်သူတော်ချစ်ခိုင်းတဲ့ဖျားလူပုဂ္ဂိုလ်မမုန်းပါเนาะလူပုဂ္ဂိုလ်ကိုမုန်းကြတဲ့အကြောင်းမရှိဘူးရန်သူတော်ချစ်ခိုင်းတဲ့ဖျားကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ပဲလူပုဂ္ဂိုလ်ကိုကျွန်တော်တိုက်ခိုက်နေတာနော်ဒါပေမဲ့ doctrine ဆောနတ်ဆရာပြောတဲ့စကားတွေမှာလည်းပါပြီးသားဖြစ်တယ်ကျွန်တော်တို့ကြည့်ပြီးတော့မှပဲကျွန်တော်တို့ပြန်ပြီးဖြည့်ရှင်းမယ်အဲ့ဒီမှာဘာပါလဲဆိုတော့အတိရဲ့လက္ခဏာဘာမှလို့ကြတော့ဆရာတို့အတိရဲ့လက္ခဏာလို့ဆိုတော့အင်္ဂလိပ်လိုကြတော့ act of sins နဲ့ဆိုတော့ဆရာတို့ရေးထားတဲ့ဟာမဖားဘူးပြောတယ်မှားတယ်ပြောတယ်မမှန်ဘူးပြောတယ်မှန်တယ်ပြောတဲ့ဟာကျွန်တော်ပဲဖတ်ပြတော့မယ်နော်ဒီမှာအဲ့ဒီဟာအဲ့ဒီနှစ်ချက်ပဲသွားတော့မယ်ဆောနတ်တော့ကျွန်တော်အိမ်လာလေဒီကိစ္စတွေပါလေထားလိုက်တော့နော်ဟုတ်ပြီကျွန်တော်ဖတ်ပြအောင်နော်အကုန်လုံးဖတ်ပြအောင်ဒီမှာစာမျက်နှာတရားနှစ်ရှိတယ်နော်တရားနှစ်ပဲဒီတရားနှစ်ပဲထားလိုက်ပါတော့အကုန်လုံးကရမ်းများတော့နော်အားလုံးကဖတ်ပြီးကြတယ်အင်္ဂလိပ်နော်ဘာလို့ဆိုတော့ဒါအင်္ဂလိပ်လိုပြင်နိုင်ကိုရီးယားလိုတော့ဖတ်လိုက်လာတယ်လေလာတယ်ကျွန်တော်ကိုရီးယားစကားမတတ်ဘူးနော်ဟိုလေ့လာဖို့ရှိနေရှိနော်ဒီမှာပါလဲဆိုတော့ I do not commend you you have no sins you have no sins အဲ့လိုပြောထားတယ်ဘာဆက်ပြောလဲဆိုတော့ဒီမှာကျွန်တော်ပြန်ပြောပြမယ်ဆောင်းတော့ကျွန်တော်အယူလွဲတွေလက္ခဏာပြောတော့ဆရာတို့ကကျွန်တော်အရန်ဖြည့်ရှင်းဖို့အရန်ဆန္ဒစောနေလို့ထင်တယ်ဒီမှာ you may have stolen lied committed murder but those are not sins they are crimes အဲ့လိုရေးထားတာဒီကျွန်တော်ပြောနေတာမဟုတ်ဒီမှာရေးထားတာအဲ့ရေးထားတဲ့နဲ့ကျွန်တော်ပေါ်ပြနေတာနော်နောက်တစ်ခုကဘာလဲဆိုတော့လူတွေကတဲ့နေတိုင်းတဲ့ဆူတောင်းတတ်ကြတယ်တဲ့ဒီတိုင်းဟိုဒါကျွန်တော်ဆက်ထည့်နေတယ် sorry there are many people who pray saying God forgive my sins you are doing well နေတော့လောက်တာကောင်းပါလေ but ဒါပေမဲ့ let's think carefully about this ဒီဟာမျိုးတစ်ချက်လေးစဉ်းစားရအောင်တော့ငါတိုးစုလို့ရပေါ့သူ့တိုးနေမှာပေါ့နော်ဒါကတော့ကြည့်ရတယ်ရှားတင်းသားနေတော့ပါတဲ့သဘောပဲ when Jesus was crucified ယေရှုရဲ့အသေးခံတဲ့အခါမှာ this he was away your sin နင့်အပြစ်တွေကိုမဆေးကြောဘူးလား this he no if your sins are washed away တကယ်လို့နင့်ရဲ့အပြစ်တွေကဆေးကြောတဲ့ do you have to ask to have them washed away again ဆန္ဒတရားမှာပေါ့ဗျာကျွန်တော်ပြောနေတာတွေဟာဖြစ်နော်ဆန္ဒဆရာစကားမှာလည်းပါလို့ရတယ်ဟုတ်ပြီအပြည့်ရဲ့လက္ခဏာပဲဖြစ်ဖြစ်အပြည့်ရဲ့ဟိုအပြည့်လောက်တာပဲဖြစ်ဖြစ် crime ပဲဖြစ်ဖြစ် sin ပဲဖြစ်ဖြစ် act of sin ပဲဖြစ်ဖြစ် sinful nature ပဲဖြစ်ဖြစ် those are all sins ဆရာပြောတယ်မှန်တယ်လေယေရှုခရစ်ကတခါတည်းသိခံတယ်လုံးဝအပြည့်ကျွန်တော်တို့ပြောင်းမှချက်ယေရှုနဲ့ပဲရမှာဟုတ်တယ်လေဒါပေမဲ့ဒီအပြည့်ညက်ချက်တရားကို तू မပြင်ခဲ့ဘူးမပြင်ဘူးပြည့်စုံဖို့လားဒီမှာပြင်ခဲ့တယ်လို့ရေးထားတာဆရာတို့ဆရာကကျွန်တော်စာမျက်နှာပြရမှာဆရာကောင်းတာလေဆိုကျွန်တော်ပြမယ်နော်ဘယ်မှာငါစားဘယ်မှာဝိုင်းရစာရောတတ်မှပြောတယ်အောင်
ဒီမှာရေးထားတာစာမျက်နှာ9နဲ့3မှာရေးထားတာပြမယ်ဆရာတို့ဆရာရေးထားတာနော်ကျွန်တော်ပြောနေတာမဟုတ်ဘူးဒီအကြောင်းရောက်လာနေကျွန်တော်စာဟိုအကြောင်းတော့မရောက်တော့ဘူးနော်ဒီမှာရေးထားတယ်But Jesus could not save her. ယေရှုကတဲ့သူမမကယ်နိုင်ဘူးတဲ့အဲ့လိုရေးထားတာအဲ့လိုရေးထားတာ93မှာဟော No could he save us with the law at its was တော့နဲ့ယေရှုတော့မကယ်နိုင်လို့တဲ့ The Lord decided past tense နဲ့ရေးထားတာအဲ့ဒါကြောင့်ပြောင်းလဲခဲ့ပါတယ် to change the law တဲ့ because through the law all people can receive only destruction ဟာယေရှုကဒါဆိုရင်ယေရှုသူပြောတဲ့စကားယေရှုကမှားလားခုခေတ်စကားနဲ့ပြောရင်ယေရှုဂျင်းထဲခဲ့တယ်ပေါ့မာသဲခန်းကြီး9ငယ်ဆိုလို့ကြီးရည်ကြံအနာဂတ်ကြံများကိုပယ်ဖြတ်ခြင်းကငါလာပြီဟုမထင်ကြနဲ့ပယ်ဖြတ်ခြင်းကငါလာပြီမဟုတ်ဘူးပြေဆုံးစေခြင်းပါလေပယ်ဖြတ်ဖို့လာတာမဟုတ်ဘူးအဲ့ဒီဟာကိုပြောနေတာနော် ပြောလို့ရတယ် ဆရာနိုင်မပါဘူးလားတယောက်လောက်နိုင်ပေးလိုက်တော့သူကပါဆရာပြော အဲ့ဒီ ကမ္ဘာပြန်နေရဆက်တယ်ရ ပြောပဲပြောပြောပြော ရတယ်ပြော ပြောရတယ် ရေးတောင်းလိုက်ပါပြော ဆရာကလည်းကျမ်းစာမှာဖတ်တဲ့ဆရာပဲယေရမိ31အငယ်31 32ဖတ်ကြည့်မယ်ဆိုရင်ဥပဒေပြောင်းလဲတယ်ဆိုတဲ့အရာကိုရေးထားတယ်ယေရမိ31 31နှစ်မှာ အဲ့တော့ယေရှုမမွေးသေးဘူး ဟုတ်တယ်ယေရှုမမွေးသေးပေမဲ့ယေရှုအပြင်ပြောင်းမယ့်အရာကိုပြောခဲ့တယ် အဲ့ဒါမာသဲအမှားယူ 对啦， အေးလေရေးတာလေဒီကောင်းနေမသိဘူးကျွန်တော်အားရမလေးတယ်အဲ့တော့မာသဲအမှားယူတာမာသဲ ဒါကြောင့်ကျမ်းစာထဲမှာဆိုရင် အမှားယူ အခုကျွန်တော်လည်းလေဘာဖြစ်လို့ဆက်လက်ပြောနေလဲ တနည်းကျန်နေလို့စကားအချိန်ပြီးတော့ကျွန်တော်ပြောနေတာတနည်းကျန်နေလို့ပြောနေ ဒါကြောင့်ကျမ်းစာဖတ်ကြည့်တဲ့အခါမှာဘယ်လိုရေးထားလဲဆိုရင်ခင်ဗျားအားကြီးရတဲ့လူတွေဖတ်တာမလုပ်ဘူးဒီမှာကျွန်တော်ဖတ်ပြမယ်နော်ထာဝရဘုရားမင်းတော်မူဒီကငါဒီဤလူမျိုးကိုဘိုးဘေးတို့နော်ဘိုးဘေးတို့ကိုလက်ဆွဲ၍အဲ့လူပြည်မှာဆောင်းသွားတော့အခါနာတော် ဖိုင်းနေကြီး ခြားနာသောဗြိဉ္ဉ်တရားသစ်ကိုဣတိလအမျိုးသားယူရအမျိုးသားတို့၌ငါပြီးသောအချိန်ကာလသည်ရောက်လိမ့်မည်အရင်ငါပြီးဘူးသောဗြိဉ္ဉ်တရားကိုသူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယူရှာ၏နောက်ခါဣတိလအမျိုးသားတို့၌ငါပြီးအံ့သောဗြိဉ္ဉ်တရားဟူမူကားငါထာဝရဘုရားသည်ငါဤပညတ်တို့ကိုသူအတွင်းထဲသို့သွင်းမည်သူတို့နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့ဘုရားဖြစ်မည်သူတို့သည်လည်းငါဤလူဖြစ်လိမ့်မည်အဲ့ဒီရဲ့အဆက်ကိုဆက်ဖတ်မယ်ဆိုရင်ဒီပြ sorry ဒီပြ30 second မှာတပန်တော့ဒီလိုလူကြီးချင်းပြမချင်းအမျိုးမျိုးငါမအောင်မေးပဲနေပြီလို့ပြောတယ်ခေါ်ဆောင်တဲ့အရာကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ဆရာကဒီရှမသက်ခရစ်ခန်းကြီးရှစ်7ကိုပဲဆရာပြောနေတယ်ဆရာကြီးပြောတာကအဲ့ဒါမှားလို့ငါမာသဲငါဟာ ဒါကြောင့်ဒီရှင်ရောတို့ခန်းကြီးရှစ်ထဲမှာဒီမှန်းရင်းချင်းပြုတဲ့အမျိုးသမီးပေါ့အဲ့ဒီထဲမှာဆိုရင် ယောဟန်ခင်ဗျာဗျာ ရှင်ရောတို့ခန်းကြီးရှစ်လို့ပြောတယ်လေ ခင်ဗျာမာသဲပြောလိုက်ယောဟန်ပြောလိုက်နေ ရှင်ရောတို့ခန်းကြီးရှစ်အများ7ခုပဲပြောနေတယ်နားတော့နော်တိကနေပြီးမှ7ကိုဖတ်ကြည့်မယ်တိကနေပြီးမှ7ထိဖတ်ကြည့်တဲ့အခါမှာဒီအမျိုးသမီးကဖောက်ပြန်တဲ့အရာကိုလည်းခုလည်းကြံမိတယ်ကြံပစ္စည်းဖာရိရှဲတွေကခေါ်လာတယ်ယေရှုရှိမှဘာပြောလဲဆိုတော့ဒီမိမကဖောက်ပြန်တဲ့အချိန်မှာလက်ပုလက်ကြတွေးမိတယ်တဲ့မောရှေရဲ့ပြည့်ညတ်တရားအရဆိုရင်တော့ကြောက်ကနေပြတ်တက်ရမယ်ကိုရောဘလို့စီရင်မလဲကျက်ဆက်ဖတ်ကြည့်မယ်ဆိုရင်အခန်းရဲ့9လောက်မှာယေရှုကိုဘာပြောလဲဆိုတော့စုံစမ်းခြင်းကသာမေးတယ်လို့ပြောတယ်သူတို့ကတကယ်ယေရှုကိုအလဲထိုးခြင်းတယ်တကယ်ယေရှုကငါ့ကိုယုံကြည်မယ်ဆိုထာဝရတက်ရမယ်ငါကဘုရားခင်ရဲ့သားတော်ဖြစ်တယ်ငါကယ်တင်ရှင်ဖြစ်တယ်ငါ့ကိုယုံကြည်ထာဝရတက်ရမယ်ဆိုတဲ့အရာကိုပြောတယ်ဒါကြောင့်ဒီအမျိုးသမီးကိုတကယ်ယေရှုကဘလို့စီရင်မလဲဆိုတဲ့အရာကိုသူတို့ကစောင့်ကြည့်နေတယ်ဟုတ်ပြီကွာပြည့်ညတ်တရားရှိတဲ့အတွက်ကြောင့်ကြောက်ခက်နဲ့ပေါက်တက်လိုက်လို့ပြောမယ်ဆိုရင်သူကပြင်ပြပါဆိုရင်လည်းမောရှေရဲ့ပြည့်ညတ်တော်ကိုစောင့်ရှောက်ချိုးဖောက်တယ်ပယ်ဖြစ်တယ်ဆန့်ကျင်တယ်ဆိုပြီးမှခရစ်တော်ကိုသူတို့ကအပြစ်ဆွဲမှာဖြစ်တယ်ဒီဥတီချက်နဲ့သူတို့ကဒီမိမကိုခေါ်လာတာဖြစ်တယ်တကယ်တော့ဒီအမျိုးသမီးကတားကောင်ဖြစ်တယ်ဒါကြောင့်သူတို့ရဲ့ထောင်ချောက်စကားတစ်ခုမှပြောလိုက်တယ်သူတို့ရဲ့အပြစ်ပြေသောသူဒီရှေးဥစွာကြောက်ခဲ့နဲ့ပြစ်စေအဲ့ဒီမှာတရားမှပြစ်လို့မရဘူး
ဘာကြောင့်လဲသူတို့ဒီလည်းအပြစ်ရှိတယ်သူတို့ဒီကြားရရင်မိမိတို့စိတ်နှလုံးဒီမိမိတို့အပြစ်ကိုပေါ်ပြသဖြင့်အသက်ကြီးသောသူမှဆက်၍အငယ်ဆုံးသောသူတိုင်အောင်တယောက်တော့တယောက်ထွက်သွားတယ်တဲ့ယေရှုနဲ့ဒီမျိုးသမီးနဲ့နှစ်ယောက်ပဲကြံရတယ်ဒီအဓိပ္ပာယ်ကဘာကိုဆိုလို့လဲကျွန်တော်တို့ကပြည့်ညတ်တရားအရာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမိမနဲ့အတူတူပဲ ချိန်ပြီးပြီ 10 မိနစ်ပို့ယူမယ် ယူပါ โอเคနော်ဒါကြောင့်ဒီမိမနဲ့အတူတူပဲဒါပေမဲ့ဒီ partnership တွေကအဲ့ဒါမခံယူနိုင်ဘူးတကယ်ရှိပြောနေတာကမင်းတို့ဆိုတာခရစ်တော်ရှိမှဆိုရင်ဒီမျိုးသမီးနဲ့အတူတူပဲဘာကြောင့်လဲဆိုတော့မဿဲ9 29 မှာပြောတယ်လေကိရိတာစိတ်နဲ့သူ့မယားကိုကြည့်ရှုမယ်ဆိုရင်စကလုံးနဲ့ခမိမနဲ့ပြစ်မှားပြီလို့ပြောတယ်ကျွန်တော်တို့လက်တွေ့ကြတော့ဒီမိမကိုမဟုတ်ပြန်ပြီမဲ့စိတ်ထဲမှာကိရိတာစိတ်ရှိတယ်စိတ်ထဲမှာတတ်မဲ့တဲ့စိတ်ရှိတယ်ဖျားသခင်ဆိုတာစကလုံးကိုကြည့်တဲ့အတွက်ကြောင့်ခရစ်တော်ရဲ့အစီအစဉ်ဒီမိမနဲ့ပြည့်စုံဖြာပြီးတဲ့နေနဲ့အတူတူပဲပြည့်ညတ်တရားအရာဆိုရင်ကြောက်ခဲနဲ့ပေါက်ခံရမယ်အမျိုးသမီးကကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ဆရာမပြီးဖြစ်တယ်ကျွန်တော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကအဆွမ်းဆောင်မရှိလို့လေခရစ်တော်အားဖြင့်ပဲလက်ခံလို့ရတယ်ဆိုတော့အဲ့ဟာကိုရေးတာဖြစ်တယ်ဒါကြောင့်ဆရာကအကျဉ်းစာပြောမယ်ဆိုရင်အဲ့အကြောင်းအရာတစ်ခုလုံးကိုဖတ်ပြီးမှပြောရမှာဖြစ်တယ်โอเค ဟုတ်ပြီလားဒီပါပြန်ပြော သမဏေပဲယူလာလေ အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဆရာတို့ဆရာစာရေးထားတာမှာ full stop ချတာလေဒါနဲ့ quick question ဆရာတို့ဒီအင်္ဂလိပ်စာဖတ်ဘူးလား ဒီလိုတော့ဖတ်ဖို့ဘယ်မှာလိုပဲဖတ်တယ် အဲ့ဒါဗမာတို့ဂျင်းနော်အဲ့ဒါကျွန်တော်ပြောတာဗမာဘာသာပြန်နဲ့ကောင်းကောင်းဖတ်ကြအောင်နော်ဆရာကရောက်ခိဖတ်နိုင်ဒီမှာလားဟောသူ့ဘာသာပြန်အပ်လိုက်ပါလားနော်သူ့ဘာသာပြန်လုပ်နော်အဲ့သူ့အပ်လိုက်ပါနော်အဲ့ဆိုရင်တော့ဆရာတို့ဆက်ဆွေးနွေးဖို့အချိန်မပြေတော့အင်္ဂလိပ်လိုလည်းမဖတ်ဘူးဆိုတော့ဒါကျွန်တော်စာယူသွားလိုက်နော်ဆရာတို့ကစာထဲမှာတစ်မျိုးပြောတဲ့သူကတစ်မျိုးဖြစ်နေနော်ဒါကျွန်တော်လုပ်ထားတဲ့ဟာတွေဖြစ်တယ်မှားရင်ကျွန်တော်စီပြန်လာဒီမှာနော်ဟိုlink တွေလည်းပါတယ်အဲ့ပြောချင်လည်းရတယ်နော်စောနဆရာပြောတဲ့ဟာတွေလည်းဟုတ်တယ်ဟိုကအပြစ်နင်းကိုဘယ်သူမှမစီရင်ဘူးဟုတ်တယ်ပြောတယ်အဲ့မှာ post stop ချတယ်ဒါပေမဲ့လူစီရိုက်အပြစ်ကိုနောက်တစ်ခါမပြုတ်နဲ့လို့ယေရှုပြောတဲ့ဟာဒီမှာမပါလာဘူးဒီစာအုပ်ထဲမှာမပါဘူးအိုစံပတ်ရေးထားတယ်အင်္ဂလိပ်စာမှာမပါဘူးစာမျက်နှာတွေပါရေးထားတယ်နော်ယူသွားလိုက်နော်အဲ့ဒါဆိုရင်ပေးဖို့အစားတော့စီစဉ်တော့မရှိဘူးလည်းယူသွားလိုက်နော်မယူရင်လည်းပြန်ပေးဖို့တော့ဟုတ်ပြီကျွန်တော်ဘက်ကဘာပြောရမလဲမယူလားအဲ့ဒါဆိုရင်အဲ့ဆိုပြီးပြီလေလေးလာကိုဆရာကိုရေးတဲ့စာလည်းမလေးလာခင်ကြောင်းဆိုတော့ဘာဆက်ပြောရမှာနော် အခုဆွေးနွေးနေတဲ့ကောင်းစင်ကလည်းဒီဆရာရေးတဲ့အောင်ပဲဆွေးနွေးနေတာဒါပေမဲ့ तू ကခဲတင်ချင်းပြောနေ ကဲနေအဲ့ဒီငါတော့မသိရင်ဝင်ပြီးတော့ပဲဟိုနှိမ့်ချင်းခံဘွဲတော့ပေးတယ်လို့လည်းစောင့်နေအောင်ဒီပါ ပြောတဲ့အချိန်လေးမဟုတ်ဘူးလေကိုယ်ကိုကြီးခိုင်းလို့ချက်လေးမဟုတ်ဘူးလေဒီတရားနေပဲ ဟုတ်ပြီအဲ့ဒါဖြည့်ရှင်းရမှာဆရာတို့ကအဲ့ဒါကြောင့်ကျွန်တော်အတန်တန်မေးတယ်ပုံနဲ့ဆက်တယ်ဆရာတို့ကျွန်တော် agenda ကိုသဘောကျလားပြင်စရာရှိလားမဟုတ်ဘူးလားတော့တကယ်ကဲနေချင်းကြောင်းနေပဲပြောတာဘာမှ doctrine ကြောင်းလည်းမပါဟိုဟာလည်းမပါအဲ့ဒီကြောင်းနေတိတာပေါ့ငယ်ငယ်ကလေးကဆရာတို့အမြင်မှာပြောမယ်ဆရာဆောင်မျက်နှာနဲ့ကြည့်နေတာနေပါပေါ့အခုအဲ့ဒီကိစ္စကိုပြောနေတာမဟုတ်ဘူး sinus perfection ground of sin ကိုပြောနေတာဒီဟာဆရာတို့ကျောင်းသားတို့ကဆရာကျွန်တော်ကိုစားရတယ်ကျန်းစာလေးတေချာလေးဖတ်ခိုင်းတယ်မတက်ခန်းကြီးငားတာနော်အဲ့ပြန်ကြည့်ချင်တယ်မယုံအဲ့ဒီဟာကဟိုပါဆရာရန်ဆန်းတော့စကားတွေဟိုရှောက်ပြောမိတာလည်းဖြစ်မှာပေါ့ဒီမှာဒီစာလေးနဲ့ကျွန်တော်ပြန်ပေးမယ်နော်ဟိုကအားလုံးမရှိဘူးလေနော်ဒီဟို e-book ကိုပြန်ပေးမယ်စာအုပ်နဲ့လိုချင်တော့ဟို6ရက်ရောက်ပေါ့ကိုမှားနေလို့ရေးကြည့်တယ်$40လောက်ပေးရလို့နောက်မှဒီဟာရှိတယ်စာအုပ်တွေပါယူလာပြမှာတွေပါအဲ့ဒီဟာရှိရလေကျွန်တော်မပြင်းမစင်မဲနဲ့မလာဘူးလေဟုတ်ပါပြီဒါနဲ့တော့ဟုတ်ပြီဒီစာအုပ်ထုတ်တယ်ဒီစာအုပ်ကြောင့်ဆရာတို့လာတယ်လို့ကျွန်တော်ဆွဆွဲတယ်ဟုတ်ပြီမထုတ်တယ်ဘူးလားဒါအဲ့လိုပြောတယ်ဆရာတို့တော့မရှင်းနိုင်ဘူးလေဆရာတို့တော့အင်္ဂလိပ်စာမဖတ်ဘူးလေမထုတ်တယ်လားအဲ့ဒါမထုတ်တယ်လား အင်္ဂလိပ်စာဖတ်မြန်မာစာဖတ်လေ ဒီအကြောင်းပဲလေ ဒီကိစ္စရှင်းနေတာပဲလေ အေးဒီအကြောင်းပဲလေဆရာမဖတ်ဘူးလို့ပြောလို့ကျွန်တော်ပြောပြနေတာလေအင်္ဂလိပ်စာမှာအဲ့လိုပါတယ်အင်္ဂလိပ်စာမှာအဲ့လိုရေးတာဟာ you have no sin ဆိုဖုတ်တော့ချလိုက်တာကျွန်တော်ခုနှစ်ချက်ပဲနော်ဒါကမှခုနှစ်ချက်ပဲကျွန်တော်လုပ်တာအချိန်မကုန်မခံနိုင်လို့ဒီအလွဲကြီးနဲ့ဒါတော့ခုနှစ်ချက်ဖွင့်လာတာခုနှစ်ချက်လည်းမချက်နိုင်ဘူးထားလိုက်ပါလားမဖတ်ဘူးအဲ့ဒါအခုကျွန်တော်ဆွေးနေတာကမမနေဖြစ်ပေါ့ဆရာပြောတဲ့ဟာလေဒီစာအုပ်နဲ့မပါတဲ့ဒီစာအုပ်ကိုစန့်ကျင်နေတဲ့ဟာကြီးတွေ ဘာလို့ပြောတော့အဲ့ဒီစာအုပ်ဆန်းကျင်မှာအဲ့ဒီစာအုပ်ရဲ့အကြောင်းကိုပြောတာလေ အဲ့စာကအကြောင်းပြောတယ်မဖတ်ဘူးလည်းပြောတယ်ဘယ်အချိန်မှာတော့ဖတ်တာလဲဆိုရင် ပြောမြန်မာလိုဖတ်တယ်လေ မြန်မာကဂျင်းလို့ပြောပါတယ်ဆိုကျွန်တော်က အဲ့ဒါအမေလျှောက်ပြောတာပဲလေ မပါဘူးပပလေးအဲ့စာကပပလေးမြန်မာလိုအင်္ဂလိပ်လိုပဲမျက်နှာရှိတယ်သိလား314မျက်နှာရှိတယ် ဒီမှာအင်္ဂလိပ်စာကျွမ်းတာမဟုတ်ကြောက်ပါနဲ့ မ
ဝါသွားတာမဟုတ်ဘူးဝါသွားတာမဟုတ်ဘူးဝါသွားတာမဟုတ် ကျွ ဘူး မ်းလာသိပါလေ ဝါသွားတာမဟုတ်အဲ့လိုက်ဆုံးခန်းတာပြီးမှာပေါ့ဘို့ပြောဝါသွားတာမဟုတ်ဘူးဒါ original work ကအင်္ဂလိပ်လိုရေးထားလို့ကျွန်တော်ပြောနေတာနော်334ကိုအဲ့ဗမာလိုဆရာတို့ထုတ်တော့ဘယ်စာမျက်နှာဘယ်နှခုလဲမိဝိုင်းမဖတ်တာစာမျက်နှာဘယ်နှခုလဲဘယ်နှမျက်နှာဗမာလိုကဘယ်လိုမှလည်းမဟုတ်ဘူးနှစ်အုပ်တောင်ထုတ်တာတော့what again အဲ့ဒါပြောတာဟုတ်ပြီထားလိုက်တော့ဟုတ်ပြီဒီလိုမျိုးအချင်းချင်းဆရာတို့အချင်းချင်းအောင်မှာဝါမယ်ဒါကမထုတ်သင့်ဘူးလားဒါ โอเคဒါဆိုရင်ဒီနေ့လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြီးမှဒီနေ့မှာအစိုးရရေးလက်တတ်မှာပေါ့နော် တတ်တော့မှာပေါ့ အဲ တော့ဟုတ်မယ် ပြီးတော့ဒီကလည်းနည်းနည်းပြောချင်တယ် ဘယ်ဟာကြီးလဲ ဒီပြီးအားလုံးလည်းကျွန်တော်ပြီးမယ် မဟုတ်ဘယ်ဟာကြီးလဲ ဒီအဲ့ဒါပါပါဝင်နဲ့ဆွဆွဲထားတဲ့ຢာနဲ့ပတ်သက်ပြီးတော့ ဆရာတို့ဆွဲရတယ်ပဲပြောနေတယ်ဆရာတို့ကျွန်တော်ရှင်းတဲ့ဟာတော့မရှင်းနိုင်ပဲနဲ့ အခုကျွန်တော်ပြောမယ်ဒီမှာပြောတဲ့ຢာတွေရောအားလုံးကျွန်တော်တို့ဒါပြထုတ်ထားတဲ့ຢာရှိတယ်လဲရအောင်ဒီမှာကျွန်တော်တို့ဒီတိုင်း3ရက်ထုတ်တာဒါအရင်တော့ကလည်းကျွန်တော်တို့ကိုအဲ့လိုအခုထပ်လုပ်ထားတဲ့ဟာလည်းရှိတယ် ဟောအဲ့အတစ် အဲ့ ချက် ဒါ ထ ပတ် ပ် သက် ပြီး ပြီး တော့ တော့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းထားတဲ့ຢာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဖတ်ကြည့်ပေါ့ဒီမှာလာတဲ့ဒီကောင်မတော်အားလုံးပြီးမယ် တရားစာရွက်တော့ယူခိုင်းစေကျွန်တော်စာရွက်တော့ဆရာတို့မယူဘူး ဟုတ်တယ် အဲ့လိုလား အော်နောက်လာရရင်မလိုဘူးလို့အပြစ်ကိုစိတ်ကြိုက်လို့ရတယ်နောက်တော့ပြည့်ညက်တရားဆောက်ရှောက်ကြမလို့ဘူး ဒီမှာပြပါလာပေးနိုင်မယ်ဆရာတို့ဆရာထိုးတဲ့စာကိုပေးနိုင်မယ်ကျွန်တော် ဒါဆိုရင်ဆရာမပြီးကျွန်တော်ပြောမယ်ကျွန်တော်တို့ဒီမှာဆရာနဲ့ဟိုစောစောပြောလို့ပေါ့အခက်ခဲကြားမှာဆရာစီပါခဲ့ဆရာတော်မှလည်းအဲ ဗာနဲ့နာ ကျွန်တော်တို့နောက်ကြလို့လေနောက်ကြမှလာလို့ပေါ့ကျွန်တော်တို့ဆရာနဲ့လာတွေ့တယ်ဆိုတာကပြဿနာမကြီးကြလို့ကျွန်တော်တို့ကပြဿနာဖြစ်စင်တယ်ကျွန်တော်တို့အဆုံးထိသွားကျင်တယ်ဆိုရင်ဆရာနဲ့တွေ့တဲ့အကြောင်းရှိလို့ကျွန်တော်တရားဥပဒေကြောင်းကလုပ်လို့ရတယ် ဟောလုပ်လေတန်ခါထားတယ်လုပ် ဟုတ်တယ်နော် လုပ် ဒါကြောင့် လုပ်မှလားလုပ်အဲ့ဒါပဲ တမန်ကျန်းစာတော့ရရှိတယ်ကျွန်တော်ပြောတယ် လုံးမှလား တမန်စာ ဒီအချိန်ကျော်လုံးလားလို့ကျွန်တော်မေးတာလုံးမှလားမလုပ်ဘူးလားအဲ့ဒါ ခင်ဗျဗျာမလာတွေမပြောနဲ့ ကျွန်တော် အချိန်ဒီပါခင်ဗျပြောချင်တာဆိုရင်ခင်ဗျအချိန်ဒီလုပ်ပြီးတော့ကျွန်တော်ပြောတဲ့အချိန်ဒီပြပါပြီးလုပ်နေတယ် အဲ့မှတ်ထားမယ်နော်ငါသတိပေးတော့တရားကြောင့်လုပ်မယ် စကားပြောတာတစ်ချက်ထိပေးလိုက်ပါဆို on scene ပေါ်ဖြစ်နေတယ်။ရှားတော့လည်းမကောင်းဘူး။ထိမကောင်းဘူးနော်။လိုက်ပြီးနေတယ် ဟောအဲ့ဒါပြောတယ်လုံးစီလုံး ကျွန်တော်ပဲပြောနေတာကတော့ဆိုရင် ။ဟုတ်ဘူး။ရှားတော့မြောက်ဆုံးတယ်ကွာ။ကျွန်တော်ဘေးကနေပြတာရှားတော့မာရင်ရှားတော့ပဲ on scene ပေါ်ရောက်နေတာပေါ့။လိုက်ပြီးနေတော့ရှားတော့လည်း တောင်းမှလည်းကျွန်တော်ကထိုင်းပြီးတော့မေးတာပဲဖြစ်တယ်နော်လုံးမှလားလုံးမယ်ဆိုရင်လုံးလို့ပြောတာအဲ့ဒါကြောင့်ပြန်မေးတာလုံးမှလားဒါပဲလေအဲ့ဒါမဖြေလို့ကျွန်တော်မေးတာဒါပဲဟုတ်ပြီဆက်ပြော ဒါကြောင့်နှုတ်ကပတ်တော်ရှိလို့အရာရှိတယ်နှုတ်ကပတ်တော်အရာ အဲ့ဒါရှိတယ် လူမှုရေးအရာရှိတယ်ဥပဒေကြောင်းအရာရှိတယ်ဆရာမပြီးဆိုတဲ့လူတွေကျွန်တော်တို့က တွေးတယ်ကြောင်း ပြည့်စာကြောင်းမရှိ အေးအဲ့ဒါခုဘယ်နှစ်မိနစ်ကမှပြောနေတာလဲအဲ့ဒါပြောနေတာ ဒီလား အစားကလေးကဘယ်သူကဖောက်လို့ ဒီလိုတွေ့အောင်ဖန်တီးတာမျိုးလဲတော့ဆိုရင် ကျွန်တော်စားဖို့လို့လာတွေ့တယ် ဟုတ်တယ် ကျွန်တော်ပြောမယ်9မိနစ်ကျွန်တော်စပြန်ပြောမယ်နော်ကျွန်တော်9မိနစ်စပြန်ပြောမယ်နော်ကျတော့ကျွန်တော်နစ်နာသွားတဲ့အရာတွေကကျတော့ပြန်ပြီးအစားထိုးပြီးလို့မရဘူးကျွန်တော်မိသားစုအချိန်ကြီးကိုလစ်သွားတာအဲ့ဒီဟာကိုကျွန်တော်အစားထိုးတောင်းနေတာမဟုတ်ဘူးနစ်နာတယ်ဟုတ်ပြီဆရာတို့လာတယ်လေလာတွေ့လို့အခုကျွန်တော်တို့ဒီဟာတွေ့တာလေဆရာတရားဥပဒေအကြောင်းများလုပ်ချင်တယ်မလားလုပ်ခွင့်ပြုတယ်လုပ်ကိစ္စမရှိဘူးဟုတ်တယ်နော်ကျွန်တော်အဲ့ဒီစကားတွေတော့ကျွန်တော်မဆဘူးဆရာမက်ကစတာလို့တော့ကျွန်တော်အံ့ဩတယ်ဟုတ်လုပ်ပြောရေးကကြတာပေါ့ကိစ္စမရှိဘူးနော်လုံးမှာလုံးမယ် လုပ်မယ် ဟုတ်ပြီချက်ကိစ္စမရှိချက်ကျွန်တော်ပြောတဲ့ဟာလည်းရှိတယ်နော်ကျွန်တော်ဒီစာရုပ်ကိုဆရာတို့မဖတ်ဘူးဆိုတဲ့ဟာကျွန်တော် record ယူထားတာနော်ဟုတ်တယ်နော်ဟုတ်ပြီဒုတိယနောက်တစ်ခုစသွားမယ်ဆရာတို့တရားဥပဒေရလုံးမယ်ဆိုရင်ကျွန်တော်ဒီမှာဆက်ပြောဆရာမလို့တော့တရားရုံးမှာပဲကျွန်တော်ပြောဟုတ်တယ်နော်ဟုတ်ပြီဆရာမညောင်းခေါ်တာတခါနဲ့ငါကုန်နေတယ် ဒါကြောင့်ကျွန်တော်တို့ကဆရာမပြီးရဲ့ဒီစာအုပ်ကိုတော့ပြန်ရုပ်သိမ်းပေးပါကျွန်တော်တို့လည်းနစ်နာတယ်ဆရာမပြီးကဒီလိုရေးတဲ့အခါကျတော့ကျွန်တော်တို့မြန်မာလူကြီးလုံးကအထင်တွေလွဲကုန်ပါပြီကျွန်တော်တို့ဆရာစိတ်ကြလုပ်ပိုင်မရှိတယ် ကျွန်တော်လုပ်နေလေ โอเค လုပ်နေလေဆရာတို့စီခွင့်ပြုချက်တောင်းတာလည်းမဟုတ်ပဲねကျွန်တော်လုပ်နေတာဟုတ်ကဲ့ ကျွန်တော်တို့အဆုံးသတ်မယ်ဒီမှာ ချင်း ဒီ ပြီးတော့လုံးမှာပေါ့လုံးဖို့များလေးကအကြီးကျယ်ကဆွေးနွေးနေတယ်သိငါပုံးဆက်ပြီ